ဒါဆိုလို့ရှိရင်ကျွန်တော်တို့ restart down နေပြီပေါ့နော် restart down နေကျွန်တော်တို့ restart ကိုနှိပ်လိုက်ပါအဲဆိုရင်ကျွန်တော်တို့ window installation ကျွန်တော်တို့ပြီးကနေပြီပေါ့နော်အဲဆိုရင်ကျွန်တော်တို့ logo ပြန်တက်လာပြီဒီလိုချင်းမျိုးမှာကျွန်တော်တို့ Windows Stick ကိုကျွန်တော်တို့ဖြုတ်ထားလို့ရပြီပေါ့နော် Windows Stick ကိုဖြုတ်ထားလိုက်ရတယ်မဖြုတ်ထားခြင်းတို့ပြီးမှဖြုတ်မယ်ဆိုရင်လည်းဖြုတ်လို့ရတယ်ပေါ့နော်ဒီလိုချင်းမျိုးမှာတော့ကျွန်တော်တို့ Windows Stick ကိုဖြုတ်လို့ရပါတယ်ဒါဆိုရင်ကျွန်တော် Windows 11 logo လေးစပြီးတော့ပေါ်လာပြီပေါ့နော်အဲ့တော့ဒီနေရာမှာဆိုရင်ကျွန်တော်တို့ကဘာကိုရွေးမှလဲဆိုတော့ United States ပြီးသွားရင် yes ကိုနှိပ်မယ်ပြီးသွားရင်တော့ဒီမှာတော့ US ကိုပဲထားမယ် yes ပြီးသွားရင်လည်းသူ့ကို skip နဲ့ကြော်မယ်ပေါ့နော်ပြီး internet ချိန်ခိုင်းတယ် internet ချိန်ခိုင်းတယ်ဒီမှာတော့ကျွန်တော် internet မချိန်သေးဘူး I don't have internet ဆိုအောင်နှိပ်လိုက်မယ်ပေါ့နော်ပြီးသွားရင်တော့ဒီနေရာမှာကျွန်တော်တို့နာမည်လေးပေးမယ်ကျွန်တော်တို့ KID COMPUTER ဆိုပြီးတော့ KID computer ဆိုပြီးတော့ကျွန်တော်ပေးလိုက်မယ်ပေါ့နော် device name လေးကိုပြီးတော့ next ကိုဆက်သွားမယ် password ဒီမှာလဲ password တော့တမ်းမတော့ပေးလို့ရတယ်ကျွန်တော် password မပေးဘူး next ကိုပဲသွားမယ်ပြီးတော့မှကိုပါတို့ user account ထပ်ပေး password ကိုပေးလို့ရပါเนาะအဲ့တော့ဒါပြီးသွားရင်ဆိုတော့ next တွေနှိပ်ပြီးတော့ပြင် accept ကိုနှိပ်လိုက်ပါဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီ Windows 11 installation ကျွန်တော်တို့ပြီးသွားပြီပေါ့နော်ဒါ Windows installation တော့ပြီးသွားပြီကျွန်တော်နောက်ထပ်ကျွန်တော်လိုအပ်တဲ့ software တွေကိုထပ်ပြီးတော့ဘာလုပ်အောင်ပါလဲဆိုတော့ installation ထပ်ပြီးတော့ကျွန်တော်တို့လုပ်အောင်ပါပေါ့နော် Windows TV ရုံနဲ့ကျွန်တော်မပြီးသေးဘူး activate တွေလုပ်ရမယ်ကိုသုံးတဲ့ application software တွေထပ်ပြီးတော့ installation လုပ်ရမယ်ပေါ့နော်ဒါကတော့ကျွန်တော်ပထမဆုံးအနေနဲ့ Windows တင်တဲ့အပိုင်းပြီးတော့ကျွန်တော်ဒီ software တင်တဲ့ video file တွေကိုလည်းထပ်ပြီးတော့တပုတ်ချင်းစီကျွန်တော်တို့တင်ပေးသွားပါမယ်အော်ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်တို့ကိုယ့်အတွက်အဆင်ပြေတယ်ကိုယ့်အတွက်အသုံးတဲ့တယ်ဆိုလို့ရှင်တော့ like and share လေးနဲ့ကျွန်တော်တို့ကူညီပေးသွားပါအောင်ဆိုတာလေးကိုလည်းတောင်းဆိုချင်ပါတယ်เนาะဒါတော့ကျွန်တော်ဒီ Windows 11ပြီးသွားပြီပေါ့เนาะ Windows 11 installation လုပ်တာလေးကျွန်တော်တို့ပြီးသွားပြီခဏမလုပ်ပြရမလဲဆိုတော့စောင့်ပေးရမယ်ပေါ့เนาะပြီးကျွန်တော် activate လုပ်တာပါတခါတည်းပြောပြမယ်ပေါ့เนาะ activate Windows 11 activate ကျွန်တော်ဘယ်လိုမျိုးလုပ်လဲပေါ့เนาะOkay ဒါဆိုရင်ကျွန်တော်တို့ Windows 11ကျွန်တော်တို့ပြီးသွားပြီအဲ့တော့ this PC လေးကျွန်တော်တို့တင်လိုက်မယ်ပေါ့နော်အဲ့တော့ right click နဲ့ personalize ထဲကိုကျွန်တော်တို့သွားမယ်ပေါ့နော် right click နဲ့ personalize ပြီးသွားရင်တော့ကျွန်တော်တို့ team နဲ့ကိုသွားမယ် team ထဲမှာ
ကျွန်တော်ဒီမှာ desktop icon ဆိုတာရှိတယ် desktop icon တွေက computer ရဲ့ကျွန်တော် control panel ရဲ့ကျွန်တော် network ရဲ့ကိုကျွန်တော် magic click ချပြီးတော့ okay နဲ့ထွက်လိုက်မယ်ပေါ့နော်ဒါဆိုရင်ဒီ file 3 file ကျွန်တော်တို့ disk PC ကိုနှစ်ချက်နှိပ်ကြည့်မယ်ဒါဆိုရင်ကျွန်တော် data ဒီတဲ့ data တွေကျွန်တော်တို့မပြတ်ဘူးပေါ့နော် okay ဒါဆိုရင်ကျွန်တော် Windows 11ကျွန်တော်ဘာလုပ်ပြီးသွားပြီလဲဆိုတော့တင်ပြီးသွားပြီ Windows 11တင်ပြီးသွားပြီဆိုတော့ကျွန်တော် activate လုပ်ရမယ်ပေါ့နော် activate လုပ်ရမယ်အဲ့တော့ဒီမှာ Windows 11မှာတော့ကျွန်တော်ဒီမှာ activate ဆိုတဲ့ file လေးက auto ကျွန်တော်တို့ဘာလုပ်ပြီးရလဲဆိုတော့တခါတည်းပါပြီးသားပေါ့နော်အဲ့တော့ဒီ activate ကိုလုပ်မယ်ဟေးဆိုရင်ကျွန်တော်တို့က internet လိုတယ်ပေါ့နော် internet ကျွန်တော်ရှိမှသာလျှင်ကျွန်တော်တို့ဒီ activate ကလုပ်လို့ရမှာဖြစ်တဲ့အတွက်ကျွန်တော်ကင်းစင်ပုံကို network cable ကြိုးလေးထိုးလိုက်အောင်ပဲပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဘာလုပ်လိုက်ပြီလဲဆိုတော့ internet ကြိုးထိုးလိုက်ပြီပေါ့နော်အဲ့တော့ internet ကြိုးထိုးလိုက်ပြီဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ activate ဆိုတာလေးကို double click နှိပ်လိုက်မယ် activate ဆိုတာလေးကို double click နှိပ်လိုက်ပြီးသွားပြီဆိုတော့ကျွန်တော်ဒီမှာ activate Windows and Office ဆိုပြီးတော့ရှိရပေါ့နော်တခါကျတော့ဒီ Windows 11က Microsoft တို့ Excel တို့ကတန်းပြီးတော့ရရပေါ့နော်ဒီမှာရလားမရလားကျွန်တော်ကြည့်လိုက်မယ် WORD လို့ရိုက်ထည့်ကြည့်လိုက်မယ်ဒါဆိုရင်ဒီမှာ Word တို့ Excel တို့ပါတခါတည်းပါသွားရပေါ့နော်ကျွန်တော် Word file ကိုကျွန်တော်ဖွင့်ကြည့်မယ်အဲဒါဆိုရင် Microsoft Word ပါဒီWindows 11ကတခါတည်း Word Excel PowerPoint ပေါ့နော်ဒီသုံးမျိုးပါကျွန်တော်တို့တခါတည်းဒီ Windows 11ကတခါတည်းပါတယ်ပေါ့နော်အားကြောင့်မလို့ကျွန်တော်ဒီမှာ activate မှာ Windows ရဲ့ Office ရဲ့ဆိုပြီးတော့နှစ်ခုပါလာတယ်ပေါ့နော်အဲ့တော့ဒါလေးကိုကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ run လိုက်ပါမယ် right click နှိပ်ပြီးတော့ကျွန်တော် run as administrator နဲ့ run လိုက်မယ် yes or no မေးကျွန်တော် yes ကိုနှိပ်ပါမယ်အဲ့တော့ဒီလိုမျိုးဘောက်ပေါ်လာပြီးဟေးဆိုတော့ကျွန်တော်တို့ကဒီမှာ online KMS activate Windows Server Office ဆိုပြီးတော့လုပ်မှာဖြစ်တယ်ကျွန်တော် number 4ကိုနှိပ်ရမှာမယ်နော် keyboard ကနေပြီးတော့ number 4ကိုနှိပ်လိုက်ပါပြီးတော့ဒီမှာ activate number 1ကိုနှိပ်ပါမယ်ဟဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ဘာစလုပ်နေလဲဆိုတော့ activate စပြီးတော့လုပ်နေပါပြီโอเคဒါဆိုရင်ကျွန်တော်တို့ successful ဖြစ်သွားပြီပေါ့နော်အဲ့တော့ဒီမှာ press and key ဖြစ်တဲ့တခုကိုကျွန်တော်နေလိုက်ဒီမှာတော့ကျွန်တော်ရက်ပေါင်း180ပေါ့နော်ရက်ပေါင်း180ရတယ်180ပြည့်သွားလို့license key ပြန်တောင်းတယ်ဟေးဆိုလို့ရှိရင်ဒီခုနတိုင်းပဲ activate key လေးကိုပြန်ပြီးတော့ကျွန်တော်တို့ run လိုက်ရုံပဲကွာ180မလို့ကျူတစ်နှစ်လောက်မရဘူးဆိုရင်တော့ license နဲ့ဝယ်သုံးပေါ့နော် license နဲ့ဝယ်သုံးမယ်ဟေးဆိုတော့တစ်နှစ်တော့ရမယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့က crap version ဖြစ်တဲ့အတွက်ရက်ပေါင်း180ပဲကျွန်တော်တို့ရမယ်ပေါ့နော်โอเคဒါဆိုရင်တော့ကျွန်တော်ဒီWindows 11 activate လောက်ထားလေးလေကျွန်တော်တို့ပြီးသွားပြီပေါ့နော်အဲ့တော့ဒီမှာ Microsoft Word တွေပါသုံးလို့ရလားမရလားဆိုတော့ကျွန်တော်ကြည့်လိုက်မယ်ဒါဆိုရင် Word တို့ပါတို့သုံးလို့ရပြီပေါ့နော် Okay ဒါကတော့ Windows 11မှာ activate လောက်ထားပြောပြီးသွားပြီကျွန်တော်တို့ Word တို့ Excel တို့ကတော့ installation လုပ်เสียမလိုဘူးပေါ့နော်ဒီ Windows 11မှာဆိုရင်အဲ့တော့နောက်ထပ်ဘာကြီးဆက်လုပ်အောင်မလဲအဲ့တော့ကျွန်တော်တို့ကgraphic driver တွေသိဖို့လိုတယ် sound driver တွေ network driver ကတော့တန်းထုတ်လိုက်တာနဲ့တန်းပြီးတော့ကျွန်တော်တို့သိသွားရပေါ့နော်အဲ့တော့ Windows 11မှာကျွန်တော် internet ကြိုးထိုးထားတဲ့ဟေးဆိုရင်တော့သူ့ဘာလို့ auto ကျွန်တော်တို့ကinternet ကနေပြီးတော့ auto update တွေလုပ်သွားရင်ကျွန်တော် driver တွေက auto detect ကျွန်တော်တို့တိသွားတာမျိုးတွေရှိတယ်ပေါ့နော်ကိုက driver ကိုတီးတဲ့မှာမောင်းချင်ဘူး driver ကို installation မလုပ်ချင်ဘူးဆိုရင်ဒါ internet ကနေ internet ကြိုးထိုးထားပြီးတော့ကျွန်တော် setting တွေကနေပြီးတော့ကျွန်တော်တို့ဒီupgrade လုပ်လိုက်ပေါ့နော် update လုပ်လိုက်လို့ရှိရင်တော့ကျွန်တော်ဒီ graphic driver တွေ sound driver တွေ network driver တွေကျွန်တော်တို့ auto ကျွန်တော် detect တိသွားတာမျိုးတွေလည်းရှိရပေါ့နော်အဲ့လိုမှမဟုတ်ဆိုလို့ရှိရင် online ကနေပြီးတော့ internet line အဲ့လောက်ကြီးမကောင်းဘူးကိုပါတို့ driver ကို installation လုပ်ချင်တဲ့ဟေးဆိုရင်လည်းလုပ်လို့ရပါတယ်ဒါကတော့ Windows 11 installation ပေါ့နော်နောက် video file မှာကျွန်တော် driver software တွေမောင်းတာတွေ generate application မောင်းတာတွေထပ်ပြီးတော့ပြောပြပါမယ်